ရှင်လေးမြည်လို့ရလား အဲ့ဒါရှင်သူကဆေးဘက်ဝင်တာ၄ဘက်နာရီနှလုံးသွင်းကြောကျလာတယ် ဘယ်ဘူးယူရမယူဆို အမဲရောင်များလာယူလိုက် အမဲရောင်များတာယူတယ်ဒါဈေးတယ်သဘောကောင်းဈေးရောင်များမှလေအမဲရောင်ဒီကအမဲရောင်များလားဘယ်အမဲရောင်များစိုးစားသည် စကောပဲဒီကပါတယ်ပုံက ဟုတ်ဘူးသွားတိုက်ပြီးချင်းစားတာရလာတမျိုးကြီးပဲဒါလေးပဲနော် သူကဟိုဆယ်လီပန်းဒီ ဟောလေချုံးလိုက်တာတိတိပါလေရှင်ဟောအမေရလားမမပဲနော်တိတိဘယ်တော့မှမခံဘူးမမပဲရတယ်တိတိမလို့ချုံးလိုက်တာမကြည့်ပါဘူးမဟုတ်လေအော်ဘိမဟုတ်အေးဘာစားချင်နေရမဟုတ်ပဲဆိုမလေးမအေးဟုတ်တယ်မဟုတ်စားချင်နေရခုနေရတယ်ဘာလို့လဲဟုတ်တယ်ကျောင်းနေနေမြည်လို့ရတယ်ဘာမှမဟုတ်ဘူးဆက်တယ်ဘာမှမလုပ်ဘူးမြည်လို့ရတယ်ရတယ်လေသမီးဘာနဲ့စားနဲ့တော့ဘာစားနဲ့စားလေဒီမြတ်သူတို့ဒီလေးမာဝါဟုတ်တယ်ကိုအေးဝါလို့ဆိုတယ်နော်အေးလို့ဒီကအေးရောဘာကြောင်းလဲမိုင်းဘူးကြောင်းတခါမွေးရတခါမွေးလေတခါမွေးရတယ်မင်္ဂလာပါရှင်သူသိတယ် သူ့ကိုတိတယ် အေးမြတ်သူကြည့်ပြီးတော့အများကြီးသိတယ်သိတယ်အဲ့ဒါဘုန်းနေစိတ်တာဗောအခုကျိတ်မို့စိတ်တော့ဖွဲပဲအဖွားနာလေဟုတ်ကဲ့ဟုတ်မောင်ရှင်ဟုတ်ဘာပဲဟာမူလာသမီးဟာမူလေဘယ်မောက်လေကောင်းကြပဲကြည့်ပါနဲ့စားရမရှိတော့လို့ပြီးရတယ်မလို့ညာရမရအမလေးကောင်းကြီးအချောင်းလေးနေပေါ့ ကြပါလားမေကိုထုတ်တော့လူကြီးအဲ့လိုပဲကြပါရ ကောင်းကြီးနဲ့သူကလေကြံတကာလေးနဲ့ကြိုပေးမှာ အော်အေးစားမယ်လေမေကလူမော အားမယ်လေဟောကျွေးမယ် အပေါင်းစုမှဝင်လိုက်ပါမယ်မေ နိုးစားပါအမေကျွေးတာပါစေတနာမြစ်တာ အေးဖေးတာရန်ကောင်းတယ်အမအမေပြန်ထည့်ပေးရတထုပ်တယ်အဲတိစစ်တမလေးရှင်တထုပ်ပြန်ထည့်ပေးရဘူးကောင်းလား ကောင်းတယ်ကောင်းတယ်အမေ ဘလို့ရောင်းလဲရှင် အဖောင်ဘုံနဲ့ချောင်း တစ်ထောင်မပေးပါဘူးလို့အဲဘူးရသေးဘူး တို့ရမုံလေးနေပေါ့နော် ကောင်းတယ်မေကြက်ကက်ပါဘူးဒီပါအရှုံးမစားတော့လူကြီးอ่ะ စားမယ်အမေကစားလာပြီသွားမယ်နော် ဟုတ်ကဲ့ရှင်တရားချင်းဟာ အပေးနေတယ်တအားပဲ တိစစ်တမလေးရှင်ဟာတောင်းမို့ဒါထောင်မို့ပါထောင်မို့ ထားမှုပဲနော်မေ ရှယ်ပဲဒီနေ့ဈေးနေလာမှန်သွားပြီတိစစ်တမလေးရှင်ပြပါအောင်ဒါလေးအစ်စ်မကြွေးကြုံလိုက်ရင်စားကြည့်ရတယ်တရားစားမှဒါစားကြတယ်နော်တိစစ်တမလေးဒါဘိမောဒါပြီရှင်ပဲရှင်ဒီဒါပဲစိတ်သားနာဟုတ်ကဲ့ဆိုဟိုညနည်းနည်းလေးမာသွားအေးလို့နည်းနည်းမာသွားဘူးလို့ဒါကတော့အိမ်မှာလေးရှလာโอเคကောင်းတာလေးရေးပြီးနော်ဆက်သားပေါ့အဘလောက်သားတော့ဒီလေစိတ်သားလားလို့စိတ်သားတသားဝဲလေဟာမလို့ဘူးလို့အများကြီးအဲ့ဒါဟိုရှိတဲ့ရလားအဲ့တဲ့ဒီရဟိုရှိတဲ့ရလားချိုလားချစ်လားရှင်တမီးနည်းနည်းစားကြည့်မှဝင်လို့ရမှာရှင်းတယ်ရွယ်ဒီလက်ကားကြည့်မှဆိုတော့နင်းကြည့်ရတော့ဘေးဟာတော့ဒီပါအဲ့လိုပဲတောင်းစားတယ်သေးတယ်ပြန်ဟိုမှာဝဲချင်တာမဲ့ချစ်ပါဆိုတော့ချစ်လို့ဘိုင်းမင်းဝင်လို့ရဒီမလို့ရအောင်လေ ဒီကိုကြီးထောင်ဖို့ငါးစီး 6မှု5စီ နှစ်စီးယူရင်900 စီးယူ900စီးတော့ဆိုကောင်းအဲ့ပြလေးကောင်းတယ်လေးကောင်း ကြောက်ဖို့ကြောက် မနမခူရတယ်လည်းလည်းဆက်တဲ့ဟုတ်တယ်ဘိုင်းနေလေးချွတ်တယ်ညီမလေးမြည်ကြည့်လို့ရနော်မဝဲချင်တယ်မြည်ဝရတယ်ပြန်ဒီလည်းမြည်အောင် ဒီနေ့မိလိုက်မလေးစားတို့မြည်ဆိုသိကြတယ် ချိုးတာလားအိမ်မင်းလား အိမ်ပင်ခြံထက်တယ်ကောင်းတယ်ခြံထက်တယ်လည်းခြံထက် ကျေးဇူးပါသားပြီနော် ခလေးပဲထားလိုက်မယ် ဆော နော် က်ဆုံးကြည့်မေ အမြင့်လေးပြင်နော်ဟုတ် အမြင်လေးပေးနော်တပြက်မုန်းနဲ့ကြောက်စားမှာအော်မြတ်သမီးနေလားဟိုမသားမလေးဟုတ်တယ်အားယူပါပြီ ကြည့်မေးရမြောင်းနေတာ ဟိုရရမှာဟိုရရမယ်ဟိုရရပြီ ဟုတ်ကဲ့လို့ငါမျိုးခုနေတယ်ဟုတ်တယ်အာမီ ဟုတ်တယ်မီးပြန်နော်အဘာအရုပ်ကိုလောက်ထားလဲ ဘုံကြီးလေး ညင်းနေနေလိုက်မချူတော့မင်းတို့ဘာမှစိုးနေမချတော့တော့စား ဟောစိုးသေးမချဘူးတဲ့ ဟောရကောင်းလားတဘာဝဆောင်းလားဟောကောင်းလေ ထောက်မှုရဲ့ အများကြီးပဲဆောင်းဖို့ဆောင်း
ဟိုလေတဘာဝဟွာလေဘာမှစိုးစည်းလည်းမအောင်စားလည်းမအောင်နေရှိကြတာတတာရန်ဘောကောင်းတာဟာဟိုကမရဘူးတဲ့ရောင်းနေလို့လည်းမင်းသမီးဆိုအများကြီးထည့်ပြတယ်အဲ့ရောင်းတဲ့ဟာမဟုတ်ဘူးနော်တဲ့အဲ့ကြီးစီကလေဟိုကကောင်းတယ်ဟာလေမုံချင်းချင်းရမ်းကောင်းတာပဲလုံးဝဟိုဗါလေချိုမုတ်ဒီဘာမှမပါဘူးနဲလို့တကက်တဘာဝပဲရမ်းစားကောင်းတယ်ဒီနေ့ကဒါကချလောရဲ့ဈေးနေ့9ရက်တဈေးနေ့ပါအကျုံတစ်တည်းခေါ်တခါလဲအိမ်ဟိုတဲကနေပြီးတော့ဈေးနေ့ဆိုထွက်လာခဲ့တာဝယ်ရတာအရန်တန်တယ်ပြီးတော့မုတ်ကြီးလည်းအများကြီးပဲဈေးနေ့ကအရန်စီတယ်ကလောမှာမုတ်ကြီးအများကြီးလို့အခြားသောအသီးအရွက်တွေလည်းအရန်ကိုဝယ်ရအရန်ကောင်းတယ်ဝယ်လို့လည်းအရန်ကောင်းလို့ဒီကလာရောက်တဲ့ပေါ့နော်ဒီတိုင်းရဲ့သူကြီးတွေကလည်းအရန်သဘောကောင်းတာသူများဆိုလည်း4စီးတစ်ထောင်ဘူးလား5စီးယူသွားအဲ့တယ်မလို့ပို့ပေးတာနဲ့ဟိုကြီးမယ်ကြီးဆိုလည်းသူကအဲ့လိုမျိုးထောင်မရဘူးတဲ့အထည့်ပြီးထောင်ကနဲတာမဟုတ်ဘူးအများကြီးပဲပေါ့နော်အဲ့ဒါသူချစ်လို့ဆိုပြီးထည့်ပေးတာရောဧည့်သည်မလို့မလည်းမသိပဲနဲ့ဧည့်သည်မလို့ဆိုပြီးတော့အပေါ်ပေးတဲ့တိုင်းရနေပြီးတော့အရန်ကိုပေါ်ရင်းနေပြီးတော့အရန်ကိုပြောစရာကောင်းတယ်ဧည့်သည်ချင်းချင်းလည်းမသိပဲနဲ့မရှားကောက်စားပေါ့လို့ဝင်စားတာသူဆိုင်ချင်းမဟုတ်ဘူးသူကဧည့်သည်တဲ့မင်းသမီးပြီးလို့ရှားကောက်စားကျွေးရှင်လို့ခေါ်ကြွေးရတယ်ကဲအဲ့လိုရလည်းရှိသေးရဆိုအရန်ကျေးဇူးတင်ပါတယ်ပြောစရာကောင်းတဲ့ကလောစင်းကြီးလေးဖြစ်ပါတယ်အရန်ကိုအမတ်တရားရည်နဲ့ပြောစရာအများကြီးရှိခဲ့ပါတယ်ဒါကတော့ဟိုတယ်မှာကြော်စားမလားဆိုလို့လာတဲ့ဟာကြီးပေါ့နော်ကြော်ပြည့်တော့ပြောလေးတင်ပြပါမယ်အားလုံးကျေးဇူးပါကလောစီးနေပါရှင်ကလောစီးက9ရက်ဈေးပါ